Grade 12အောင်သွားပြီဆိုတော့မိဘတွေရောကျောင်းသားကျောင်းသူတွေရောနောက်တစ်ဆင့်ပါဆက်လုပ်ရမယ်ဆိုပြီးတော့စဉ်းစားနေကြမယ်လို့ထင်ပါတယ်ရှင်။မင်္ဂလာပါ။ကျွန်မကတော့ MTTH ETU ရဲ့ Education Counselor Evelyn ဖြစ်ပါတယ်။ငွေသားမှာကျောင်းဆက်တက်ဖို့စဉ်းစားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကတော့ကျောင်းရွေးချယ်ခြင်းကအလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ကျောင်းရွေးချယ်တဲ့အခါမှာဘယ်နိုင်ငံကိုသွားမလဲ၊ဘယ် program ကိုတက်မလဲဆိုတာနဲ့မဟုတ်ပါဘူးရှင်။နိုင်ငံအလိုက် program အလိုက်ပညာရေးစနစ်နဲ့ education pathway တွေမတူကြပါဘူးရှင်။အဲကြောင့်ကိုယ့်ရဲ့ academic background, career goals နဲ့ budget ပေါ်မူတည်ပြီးတော့ငွေလမ်းကြောင်းကအသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုသိချစဉ်းစားဖို့လိုအပ်ပါတယ်။ဥပမာအားဖြင့်12တန်းပြီးသွားရင်တချို့ကျောင်းတွေမှာ foundation program ကနေစပြီး join ရတာရှိသလိုမျိုးတချို့ကျောင်းတွေမှာတော့ bachelor degree year 1ကိုတိုက်ရိုက်တက်ရောက်ခွင့်ရတာမျိုးလည်းရှိနိုင်ပါတယ်။ဒါအပြင် IELTS, Duolingo, TOEFL လိုမျိုး English language requirement အတွက်ဘယ်လောက်ထိပြင်ဆင်ထားဖို့လိုလဲဆိုတာကိုလည်းသိရှိထားသင့်ပါတယ်။နောက်တစ်ခုကကိုရွေးချယ်မဲ့ program ကကိုယ့်ရဲ့ career goals နဲ့ကိုက်ညီမှုရှိရလားinternship အခွင့်အလမ်းတွေရှိလားဝယ်ရပြီးတဲ့အခါမှာအလုပ်ကိုင်အခွင့်အလမ်းကောင်းတွေရမလားဆိုတာကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။တစ်ချိန်တည်းမှာပဲကိုရရှိမဲ့ degree ကနိုင်ငံတကာမှာ globally recognized degree ဖြစ်မဖြစ်ကိုလည်းသိချဆန်းစစ်ဖို့လိုအပ်ပါတယ်။ဒါကအနာဂတ်မှာအလုပ်ကိုင်လျှောက်ထားတဲ့အခါဒါမှမဟုတ်ကျောင်းဆက်လက်သင်ကြားတဲ့အခါရေးကြီးတဲ့အချက်လက်တစ်ခုပဲဖြစ်ပါတယ်။ကျောင်းလျှောက်တဲ့အခါ academic documents တွေ recommendation letter တွေနဲ့ scholarship ရှာဖို့အတွက်လိုအပ်တဲ့ document တွေကိုလည်းစနစ်တကျပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒီလိုနိုင်ငံအလိုက် program အလိုက်မတူညီတဲ့အချက်လက်တွေအများကြီးရှိတာကြောင့်ဘယ်ကနေစပြီးတော့ပြင်ဆင်ရမလဲမသိဘူးဆိုရင်တော့စိတ်မပူပါနဲ့တော့ရှင်။ MTTH ETU မှာ Singapore, Malaysia, Thailand, Germany နဲ့ Europe နိုင်ငံများမှ University များရဲ့ Education Pathway အမျိုးမျိုးကိုကျောင်းသားတဦးချင်းစီရဲ့ Academic Result, Career Goals နဲ့ Budget ပေါ်မူတည်ပြီးတော့အခမဲ့ဆွေးနွေးပေးနေပါတယ်။ဒါအပြင်ကျောင်းရွေးချယ်ခြင်းကစလို့ application process, scholarship application နဲ့ visa preparation အထိအဆင့်ဆင့်ကိုကျွမ်းကျင်တဲ့ education counselor များက one-to-one အခမဲ့ဆွေးနွေးတိုင်ပင်ပေးနေပါတယ်။ဒါကြောင့် grade 12 PP နိုင်ငံခြားမှာကျောင်းတက်ဖို့စဉ်းစားနေရဆိုရင်တော့ MTTH ETU ရဲ့ chat box မှာ counseling လို့စာပို့ပြီးတော့အခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။ရဲ့အနာဂတ်လမ်းကြောင်းကို MTTH ETU နဲ့အတူတကွစတင်ပုံဖော်လိုက်ကြရအောင်ပါ